အင်ချီယာမဲ့အဖိုးဖွားတွေကိုစန်အိတ်စီတပူမှာ1000ကျပ်နဲ့ရောင်းချပေးခဲ့တဲ့ຫນွေပိုးအိမ်မင်္ဂလာပါပရိသတ်ကြီးຫນွေပိုးအိမ်ကအလူတန်းလုတ်တဲ့နေရာမှာဘသူနဲ့မှမတူအောင်ရှက်ကြောတာမို့ဆိုရှယ်မီဒီယာမှာချီးကျူးခံရဖြစ်ပါတယ်အထက်နဲ့လူသုံးကုန်ပစ္စည်းတွေရောင်းနေဆိုပေမဲ့ဈေးနှုန်းဟာအခြေခံလူတန်းစားတွေတက်နိုင်အောင်ရောင်းချပေးရဖြစ်ပါတယ်ຫນွေပိုးအိမ်ကတခြားပရိသတ်သမားတွေလိုသူများတွေကတဆင်အလူငွေကောက်ခံတာမဟုတ်ပေသူရောင်းချလို့ရတဲ့အမြောက်ငွေတွေကနေလှူပေးနေရဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်မှာတော့ຫນွေပိုးရင်ကအဝေစားတွေမရောင်းတော့ပဲစံနဲ့စီပြန်ရောက်ခဲ့ပါတယ်။စံတိတ်နဲ့စီတပုံးကိုကိုရိုင်ထန်းကလာရောက်ပေးတာဖြစ်ပါတယ်။စံဆိုင်ကနေစံနဲ့စီလာပို့တယ်ဆိုပြီးလိုက်ပို့ခဲ့တာပါ။ຫນွေပိုးအိမ်တို့ဇနီးမောင်နဲ့နှစ်ယောက်တူလိုက်ပို့ခဲ့တာဖြစ်ပြီးသူတို့ပို့ခဲ့တဲ့နေရာတွေကတော့အင်ချီယာမဲ့ဘဝနေနေထိုင်ရတဲ့နေရာတွေပဲဖြစ်ပါတယ်။ရန်ကုန်မြို့မှာတော့အသက်ကြီးသူတွေအင်ချီယာမဲ့ဘဝနဲ့ဖြတ်တန်းနေထိုင်ကြတာဖြစ်ပါတယ်။မြစ်ခေလျောင်ဘေးတွေမှာမိုးကာတွေစောင်းနေတဲ့ကပြီးနေရသူတွေလည်းအများကြီးရှိပါတယ်။ဒါအောင်ຫນွေပိုးအိမ်တို့ကအသက်ကြီးတဲ့အဖိုးဖွားရဲ့အိမ်တွေကိုလိုက်ကစံနဲ့စီသွားပို့ပေးပါတယ်။မိုးကနဲ့ကာထားရတဲ့အဖိုးနဲ့အဖွားရင်ကိုသွားကစံနဲ့စီလာပို့တယ်ဆိုပြီးသွားပို့ခဲ့ပါတယ်။လူတယောက်ကခြေဆံမြင့်အိပ်ဖို့တောင်ခတ်ခဲ့တဲ့သဲဆုပ်သားလေးထဲမှာအဖိုးအဖွားနဲ့အန်တီကြီး3ယောက်နေကြတာပါလေတစ်ချက်တက်လိုက်တာနဲ့လွင်သွားနိုင်တယ်လို့မိုးကနဲ့ဝါထုကဖြစ်သူတို့လှုပ်ထားခဲ့ရဖြစ်ပါတယ်အဲ့ဒီမှာအဖိုးရဲ့ဦးလေးကြီးကထိုင်နေလို့စံနဲ့စီတော့ပုတ်ပေးခဲ့ပါတယ်စံတအိတ်က900စီတပြူကို300ပဲလို့တောင်းရောက်ခဲ့တာကြောင့်ကြောက်နေခဲ့ကြတာပါစံနဲ့စီမှားထားလားဆိုပြီးလာပို့ချိန်မှာပေးစရာပတ်စံမရှိတာမို့မမဦးလို့ဆိုညစ်နေခဲ့သေးတာပါ1000နာကြားတဲ့မယ်လို့သိရတဲ့အချိန်မှာတော့အရန်ကိုပြောသွားခဲ့ကြပါတယ်1000ဆိုရင်ဝယ်မယ်ဆိုပြီးအတင်းကိုလူဝယ်နေခဲ့ကြဖြစ်ပါတယ်အတင်းလူဝယ်နေရဲ့အဖိုးနဲ့ဖွားကြောင့်ຫນွေပိုးအိမ်တို့မှလည်းပျော်ရွှင်နေရတာပါလူရဲဆိုရင်အားငယ်မှာဆိုရင်လို့1000နဲ့ရောင်းချပေးရဖြစ်ပါတယ်ဒါအပြင်အဖွားတယောက်တည်းနေတဲ့တဲလေးကိုလည်းတွားရောက်ပေးခဲ့ပါတယ်1000နဲ့ရောင်းပေးမယ်လေအဖွားဝယ်စံပတ်စံတစ်ပြားမှမရှိနေခဲ့ပါဘူးပတ်စံမရှိတာကြောင့်မဝယ်နိုင်ပါဘူးဆိုပြီးအဖွားကပြောနေခဲ့ပါတယ်။ဒါကြောင့်မို့ຫນွေပိုးရင်ပိုင်ရှင်ကစံနေစီကိုအဖွားမှရှိရဲ့ရေခွက်နဲ့လဲခဲ့ကြပါတယ်။ရေတစ်ခွက်နဲ့လဲတာမို့အဖွားအားနာနေခဲ့ပါတယ်။နောက်ထပ်အဖွားနဲ့အဖိုးတို့ကလည်းစံနေစီကို1000နဲ့ရောင်းချပေးခဲ့တဲ့အချိန်မှာပျော်ရွှင်ပြီးလူဝယ်ခဲ့ကြပါသေးတယ်။ဒီလိုငွေပမာဏနဲ့မရနိုင်ဘူးဆိုပြီးဝယ်နေရဖြစ်ပါတယ်။ຫນွေပိုးရင်တို့မိသားစုကသူတို့လူပေးလို့စားတာလို့မဖြစ်စေချင်ပါဘူး။ဒါအပြင်နောက်ထပ်လည်းလာရအောင်မယ်ဝယ်နော်လို့ပြောခဲ့ပါသေးတယ်။လူရဲဆိုတဲ့ပေါ်တချို့ကတင်ငယ်စိတ်ဝင်တာတွေနဲ့ရှက်ပြီးမြူရဲတာရှိပါတယ်။သူများပြီးမှစားရတဲ့ဘွားဆိုတာတချို့ကတင်ငယ်နေတတ်တာပါ။ဒါကြောင့်မို့အခုလိုငွေ1000နဲ့ရောင်းချပြီးရဲ့ຫນွေပိုးရဲ့စိတ်သက်လေးကိုချီးကျူးနေကြဖြစ်ပါတယ်။ຫນွေပိုးရင်မိသားစုကငလင်ဘေးတော့ကလည်းရှေ့ဆုံးကနေပါဝင်ကလှူဒန်းပေးတာဖြစ်ပါတယ်။ຫນွေပိုးရင်တမိသားစုလုံးကအလူတန်းရက်ကျော်ကစေတနာကောင်းလို့အကျိုးပေးလဲကောင်းနေရဖြစ်ပါတယ်။ຫນွေပိုးရင်မိသားစုရဲ့စိတ်ထားလေးပေါ်အမြင်လေးကိုပြောပြခဲ့ပါအောင်ရှင်။ဟုတ်ကဲ့